မင်္ဂလာပါရှင်ရွှေစုရန်နာဆိုင်ကနေပြန်လဲကြိုဆိုလိုက်ပါရနော်မင်းဒီတစ်ခါမိတ်ဆက်ပေးမှာတော့ဇွန်လဖွားလေးရဲ့အဆောင်ရတနာလေးဖြစ်တဲ့တဘာဝမိတ်ပလဲအစင်တန့်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒါလေးရတော့မမိတ်ဆက်ပေးမယ်တဘာဝမိတ်ပလဲအစင်တန့်နဲ့ဆွဲလေးပဲဖြစ်ပါတယ်ရှင်ခရင်ကာလာလေးကိုမှစိန်များတာလေးကြိုက်တယ်ဆိုရင်တော့ဒီလိုမျိုးလေးရှိမယ်နော်ရိုးရိုးရှင်းရှင်းဟိုမှာဒီဇိုင်းဆန်းဆန်းလေးကြိုက်တယ်ဆိုရင်တော့ဒီလိုမျိုးရိုးရိုးရှင်းရှင်းပလဲလုံလေးရှိမယ်နော်ပလဲနဲ့လေးကြိုက်တဲ့မမတွေကလည်းဒီလိုမျိုးပလဲနဲ့လေးရှိပါမယ်နော်ပလဲဖြူလေးကြိုက်တဲ့မမတွေတက်ကတော့ဒါလေးကပလဲဖြူလေးပါရှင်ပလဲနှစ်ဆင့်လေးကြိုက်တဲ့မမတွေကလည်းဒီလိုမျိုးနှစ်ဆင့်လေးရှိပါမယ်ရှင်ချစ်ကကလေးကမမေပြပေးထားတဲ့ပလဲနှစ်ဆွဲလေးတွေကိုတိုင်းရတက်တယ်ဆိုရင်တော့မမေတို့ရဲ့တကွနာရှိုးရီကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပြရစီရှင်